ပါကျွန်တော်တော့မစမကြောင်ဖြစ်ပါတယ်ဒီဗီဒီယိုမှာတော့ကျွန်တော်ကိုလည်းရှိစောင့်နေစောင့်နေကြောင်ပြရတော့ဖြစ်ပါလေဒါတော့ trap လေးစရအောင်တော့ဒီစားပိုင်းမှာကလူဘယ်နှယောက်ရှိလဲဆို4ယောက်ပေါ့နော်ဘယ်သူတွေလဲဆိုတော့ကျွန်တော်ရဲ့match cherry ရဲ့ပြီးရင်မောင်ဝါတာရဲ့မောင်တူရဲ့ဖြစ်ပါတယ်ပြီးတော့ကျွန်တော်ပေါ့နော်ဆိုတော့ကျတော့4ယောက်ပေါ့နော် brother တို့လည်းဒီစားပိုင်းပါနေတယ်ဆိုပါရရပါတယ်စားပိုင်းနေရတဲ့ friend ကိုဖြစ်ပါတယ် friend ကိုတော့ကျွန်တော်တကယ်ရင်းနေစုစောရောဆိုရင်တိတ်ပဲနေပြီးလိုက်တာဖြစ်ပါတယ်ဆိုတော့ဒီစားမှာ brother တို့ပါနေတယ်ဆိုရင်နော်အတက်မီတက်မီဆိုရပါတယ်စနေအောက်ဒီ9နှစ်အောက်တော့မရဘူးပေါ့နော်9နှစ်တက်ဒီအကုန်ဆွဲရပါတယ်နော်ပြီးတော့ဒီစားဆော့မယ်ဆို brother တို့ဒီပါရှိရမလို့လဲဆိုတော့1.62ဖြစ်ပါတယ်ဒါကိုလည်းကျွန်တော်ဒီကမာလာတော့ရပါတယ်ကျွန်တော်တယ်လီဂရမ်နဲ့ပြင်မပြထားပါတယ်โอเคဆိုတော့ကျွန်တော်brother တို့ပါချင်တယ်ဆိုတက်တဲ့လူမျိုးပြတက်တဲ့လူပါလိရဟုတ်တယ်နော်ကျွန်တော်ပြလူနော်ခွေးမဟုတ်ဒါနဲ့စကားမဆက်ကြော channel လေး like subscribe လုပ်ဖို့မမေ့နဲ့ဒီဗီဒီယိုလေး like ပေးတော့